Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့Netflix မှာလက်ရှိပြသနေတဲ့ Monster Again Story ဆိုတဲ့ဒီစိတ်ဒဇလူသက်သမားအကြောင်းကိုအခြေခံပြီးတော့ကလေးတွေအပြင်ကိုလူကြီးတွေမှာပါအဖြစ်များတဲ့ schizophrenia ဆိုတဲ့စိတ်ကျန်းမာရေးအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်ရှင်okay schizophrenia ဆိုတဲ့ယောဂအကြောင်းကိုပြောပြခင်ဒီ Netflix မှာအခုလက်ရှိပြသနေတဲ့ Monster Again Story ဆိုတဲ့အကြောင်းလေးကိုဒီစိတ်တစားလူသက်သမားအကြောင်းလေးကိုအနေနဲ့ပြပြမယ်ပေါ့နော်spoiler တော့မဟုတ်ဘူး spoiler နည်းနည်းအချင်းပြပြမယ်ပေါ့နော်သူရဲ့ငယ်ဘဝအကြောင်းလေးတွေကိုနည်းနည်းအချင်းပြပြမှာပါAgain ဆိုတဲ့လူငယ်လေးက Wisconsin ပြည်နယ် Plainfield ဆိုတဲ့မြို့မှာမွေးဖွားခဲ့ပြီးတော့သူတို့ကလယ်သမားမိသားစုဖြစ်တယ်ပေါ့နော်သူ့မှာညီကို2ယောက်ရှိပြီးတော့သူကညီအငယ်ဆုံးဖြစ်တယ်ပေါ့နော်ပြီးလို့ရှိရင်သူ့ရဲ့မိသားစုကabusive မိသားစုဖြစ်တယ်ပေါ့နော်အဖေကိုလည်းကြောက်ရတယ်အမေကိုလည်းချရတယ်အရင်တော့က American နိုင်ငံမှာဆိုလို့ရှိရင်ဖိုဝါဒကြီးစိုးခဲ့တယ်ပေါ့နော်ဖိုဝါဒကြီးစိုးခဲ့တဲ့အပြင်ကိုအဖေအမေတွေကဒီသားသမီးတွေကိုဒီကျန်းစာအရာတုံတင်ဆုံးမကြရလဲဖြစ်တယ်လို့ရှေးယူအရွယ်အရန်ကိုစံတဲ့မိသားစုကနေပေါက်ဖွားချီးပြင်းခဲ့တဲ့လူတွေများတယ်ပေါ့နော်အဲ့အတွက်ကြောင့်မလို့အရင် back in the day 1940 50အနောက်ကများဒီစိတ်ဒဇလူသက်သမားတွေအများဆုံးထွက်တဲ့ကာလလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီကလေးလေးကဘလို့ပုံစံမျိုးကြီးပြင်းလာရလဲဆိုတော့ခုနကပြပြပြီးသွားပြီပေါ့နော်အဲ့ဒီအပြင်ကိုသူကတားကောင်းတယောက်ဖြစ်ချင်ခဲ့တဲ့စိတ်သူ့မှာရကွန်တက်ခံရှိခဲ့တယ်ပေါ့နောက်တစ်ခုကစိတ်ဒဇလူသက်သမားတွေကဘာအတွက်ကြောင့်လူတက်တာလဲဘာကြောင့်မို့လူတက်တာလဲဆိုရယ်သူရဲ့ now can motivations တွေအကြောင်းကိုလည်းသိထားဖို့လိုတယ်ပေါ့နော်အချို့ကြတော့လက်စားချေချင်လို့လူတက်တာတချို့ကြတော့ဒီကောင်မလေးကိုမရလို့လူတက်တာအဲ့လိုဟာမျိုးတွေရှိဒီကောင်လေးကိုမရလို့တက်တာရှိအဲ့လို motivation တွေအကြောင်းကိုလည်းနည်းနည်းချင်းလေးပြပြပေးတော့မှာပေါ့နော်ဒီအခုဒီကလေးလေးကမိသားစုမှာတားကောင်းတယောက်ကြီးပြင်းလာဖို့အတွက်ဆိုတော့ဒီစိတ်တစ်ခုနဲ့သူကကြီးပြင်းလာခဲ့တယ်ပေါ့ကြီးပြင်းလာတဲ့အပြင်ကိုမိသားစုကသူ့ကိုနှိုင်းရှင်ဆိုတာနေကတခြားလူတွေလောက်မတော်ပါဘူးနေကငါသားတယောက်လောက်ကားကောင်းဖြစ်နိုင်ဘူးပေါ့အဲ့လိုကလေးကိုထိုးနှိပ်ပြီးပြောတဲ့အခါကျတော့ဒီကလေးလေးမှာစိတ်တရံရခဲ့တယ် again ဆိုတဲ့ကလေးလေးမှာအဲ့ဒီတော့ဘာဖြစ်လာလဲဆိုတော့သူအသက်ကြီးလာတာနဲ့အမျှသူကစိတ်နှခွနဲ့ရက်တည်ရပေါ့တခုကကျတော့သူ့ရဲ့မကောင်းတဲ့စိတ်ခုကကျတော့ကောင်းတဲ့စိတ်အဲ့နှစ်ခုကြားမှာ तू ကနေရတဲ့ခါကျတော့မကောင်းတဲ့စိတ်ဝင်လာပြီဆိုလို့ရှိရင်तू လူသက်ချစ်စိတ်ပေါက်လာတယ်တခုခုလှုပ်လိုက်ရမှဒေါသမထိန်နိုင်